ဒီတက်50နံပါတ်တန်းစမတ်ကမနေ့ကဖြတ်ရှားလိုက်တယ်ပေါ့နော်ကျွန်တော်ဒီတက် software တော့ကိုဝင်ကြည့်တော့ကျွန်တော်တို့30နံပါတ်တန်းစမတ်ကမရှိတော့ဘူးပေါ့နော်သူတို့ဖြတ်ရှားသွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီတက်အထက်ကိုဒီနေ့ထပ်ပြီးတော့ဝင်ကြည့်တဲ့အခါ30နံပါတ်တန်းစမတ်ကသူတို့ပြန်ပြီးထည့်ပေးထားတယ်ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တို့ပြန်ပြီးအသုံးပြုလို့ရမလားဆိုတာမသိသေးပါဘူးပေါ့နော်ကျွန်တော်တို့အရင်စမတ်ထားတဲ့လူတွေသုံးကြည့်လိုက်အောင်ပေါ့နော်တကယ်လို့သုံးလို့မရဘူးဆိုရင်တော့ကျွန်တော်တို့အဲ့ဒီ30နံပါတ်တန်းစမတ်နီးအစ်စ်ကိုကျွန်တော်တို့ထပ်ပြီးဝယ်ရမယ်ပေါ့နော်ကျွန်တော်တို့အရင်စမတ်နဲ့ပြန်ပြီးတွဲသုံးလို့ရတယ်ပေါ့နော်ဒါဆိုရင်မိမိရဲ့ဒီတက်အထက်မှာ30နံပါတ်တန်းစမတ်နီးကပြန်ရောက်နေပြီလားမရောက်သေးဘူးလားဆိုတာအရင်တော့သွားစစ်ကြည့်ပေါ့နော်ကဲလို့ရောက်နေပြီဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့စမတ်လို့ရတယ်ပေါ့နော်စမတ်ပြီးကျွန်တော်တို့အရင်လိုပဲပြန်ပြီးသုံးလို့ရပြီပေါ့နော်ကဲလို့သုံးလို့ရတယ်ဆိုရင်ကျွန်တော်ကိုရတယ်လို့မှတ်ပေးကြပါတကယ်လို့မရဘူးဆိုရင်လည်းမရဘူးလို့လာပြောပေးကြပါကျွန်တော်ဒီတက်စမတ်နီးအစ်စ်ကိုကျွန်တော် YouTube channel မှာတင်ပေးပါမယ်ပေါ့နော်ကဲလို့ရတယ်ဆိုရင်တော့ကျွန်တော်မတင်ပေးတော့ဘူးပေါ့နော်ကဲလို့မရဘူးဆိုရင်တော့ကျွန်တော် YouTube channel မှာစမတ်နီးအစ်စ်ကိုကျွန်တော်တင်ပေးမယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ